နေမြက်တစ်ပင်ဈေးဖက်ဝင်ဆိုတဲ့အတိုင်းဈေးဖက်ဝင်တဲ့မြက်ပင်အကြောင်းနဲ့အသုံးပြုနည်းတွေကိုပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့နေစာမြက်အကြောင်းပြောပြပါရစေ။ This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. နေစာမြက်ရှေးကမြန်မာမင်္ဂလာအခမ်းအနားမှာနေစာမြက်ပါမှပြီးတယ်လို့အတာအိုးနဲ့ပရိတ်အိုးတွေမှာလည်းပါပါတယ်။ဒီလိုအရေးပါတဲ့နေစာမြက်ကိုဆေးအဖြစ်လဲသုံးကြပါတယ်။ဒါတွေကတော့နံပါတ်1အပူချောင်းချောင်းတအားဆိုရင်နေစာမြက်လက်သဆုပ်စာကိုတက်အောင်ဆေးကျိုးပြုတ်ရည်တဝက်ကျော်လေးစစ်ထိုပြုတ်ရည်ကိုတကြားနဲ့ပြန်ဆက်ပြီးတောက်ပေးပါတနေ့3ချိန်မနေ့နေ့ညလက်ဖက်ရည်ချမ်းပကံတစ်လုံးတောက်ပေးပါနံပါတ်2ကြားမမရွေးသွေးအန်နေဆိုရင်လည်းအထက်ပါပြုတ်လုံးနီးတောက်နီးအတိုင်းတောက်ပေးပါသွေးအန်ဝေဒနာအပြင်နှလုံးသွေးပူယောဂကိုလည်းတက်တာပျောက်ကင်းစေပါတယ်နံပါတ်3သွေးကြောက်ခန္ဓာကိုအဖုအပိတ်များဖြစ်ပြီးရာရန်ရင်မြေစာမြက်တတုရည်အစိမ်းရည်ကိုရာရန်တဲ့နေရာတွေမှာလိမ်ပေးပါတက်ဆင်ပြီးမှတတုရည်လောက်ပါမြက်မုံညင်းဥမိုးဥမှာပေါက်တဲ့အပင်ဖြစ်ပြီးတော့အရှိကတထွာတမိုက်ခန့်ရှိပါတယ်ပင်စီဆိုတာမရှိပဲဥပင်စီဖြစ်ပြီးတော့ဥကနေပေါက်တဲ့မြက်ပင်ဖြစ်ပါတယ်ဝက်ချန်နဲ့အနာအညော်မိရင်မြက်မုံညင်းဥကိုသွေးပြီးတောက်ပြီးရင်မြက်မုံညင်းဥကိုထောင်းပြီးအုံပေးရင်ဝက်ချန်နဲ့အညော်နာများအလင်းအမြန်ပြောက်ပါတယ်အနာဝင်ငမ်းမန်းလိုက်ရင်မြက်မုံညင်းဥကိုသွေးပြီးလက်ဖက်ရည်ချမ်းတဝက်လောက်ကိုစားခတ်ပြီးမနက်တစ်ချိန်ညတစ်ချိန်တောက်ပေးပါထိကိတ်ဒဏ်ရာရပြီးအတွင်းကျင်ကြည့်ရင်မြက်မုံညင်းဥနနွင်းစိမ်းစားဆောက်သူရောထုထောင်းပြီးတော့ကြက်ထုတ်ပြုတ်လောက်ကမကြာခဏထိုးပေးပါအပြောက်မြန်ပါတယ်စင်ငိုမြက်မြက်တကာမြက်ထဲမှာစင်ငိုမြက်မှာအင်အားအကြီးဆုံးဖြစ်တဲ့အလျောက်အစိတ်အတောက်ထုတ်ခြင်းညောင်းညကိတ်ခဲခြင်းတွေအလိုအစမ်းထပ်ပါတယ်အစိတ်အတောက်ထုတ်ခြင်းနီလန်းကခြေဘဝမှာအုံပြီးအစိတ်ထုတ်တာပါနေတိုင်းလန်းလျှောက်တာမတက်ရက်တာများလို့ခြေတောက်တွေနာကျင်ပင်ပန်းနေတာကိုလည်းတက်တာချင်းရင်ဒီနီးကိုအသုံးပြုကြည့်ပါစင်ငုံမြဲလက်လက်ဆက်ဆက်လက်တဆုပ်စာလောက်ကိုရေဆေးပြီးကြောက်ပြင်းနဲ့ရေနွေ့နွေ့လေးနည်းနည်းထည့်ပြီးအနစ်ဖြစ်အောင်ပေချာကျိတ်လိုက်ပါပြီးတော့ကျိတ်ထားတဲ့အနစ်ကိုခြေဖွားအောက်ခြေတစ်ခုလုံးပေါ်ထူထူလေးလိမ့်လိုက်ပါပြီးရင်အုံထားတဲ့အနစ်တွေမပြုတ်ကျအောင်တက်ရှင်းတဲ့ပိတ်စနဲ့ပတ်စည်းလိုက်ပြီးခြေအိတ်အပွားလေးဆွတ်ထားလိုက်ပါအဲ့ဒီအတိုင်းမိနစ်40လောက်ကလထိန်ပေါ်ထိုင်ပြီးခြေထောက်ကိုခေါင်းအုံးပေါ်တင်ကအနားယူလိုက်ပါမိနစ်အနမ်းငယ်ကြာရင်တော့ခြေဖွားကနေစိတ်ပြီးအေးမြတဲ့ခံစားမှုကိုရရှိလာပါတယ်။နာကျင်နေတဲ့ခြေထောက်ကကြက်သားတွေပါပြေလျော့သွားသလိုခံစားရပါမယ်။အချိန်ပြေလို့အဝတ်စကိုဖြည့်ပြီးရေနွေးနွေးနဲ့ဆေးချလိုက်တဲ့အခါမှာတော့ပထမဆုံးတိတိတတာကတော့ခြေထောက်ကပေါ့ပါပြီးလန်းဆန်းနေတာပါ။တနေ့တာလုံးပင်ပန်းနွမ်းနေတာတွေတက်တာသွားတဲ့အပြင်ခြောက်တွေ့နေတဲ့ဖနှောက်တွေကပိုပြီးနူးညံ့သွားပါမယ်။အထူးသဖြင့်ညဖက်မှာစမ်းပြီးလှုပ်လိုက်တဲ့နေ့ဒီဆိုရင်အိပ်ပျော်တာပိုပြီးကောင်းတယ်လို့ခံစားရစေပါတယ်။စိတ်ဖိစီးမှုတွေပါလျော့သွားသလိုဖြစ်စေပါတယ်။တစ်ပတ်ကိုနှစ်ကြိမ်လောက်ပုံမှန်လုပ်ပြီးရင်အဖျားဝင်တာမျိုးခြေထောက်ဖိုးယောင်တာမျိုးတက်တာတာကိုလည်းတတိထားမိစေပါတယ်။ဒီနေရာမှာတခုတတိပြုချင်တာကအပူကြောင့်ဖြစ်တဲ့အကိတ်အခဲအညာအညာတွေအသက်ပါအပူလွန်ခြင်းအတွက်တာဖြစ်ပြီးတော့အေးသမားတွေအတွက်မဟုတ်ပါဘူးရှင်။ညောင်းညာခြင်းညောင်းညာနေတဲ့နေရာမှာနှုတ်နှုတ်ဆင်းထားတဲ့အရွက်အချို့ကိုကပ်ပေးခြင်းဖြင့်လည်းချက်ချင်းတက်တာစေပါတယ်။ဒူးနာခါနာအစစ်ရောင်ခြင်းအတွက်ဆိုရင်စင်ငုံမြက်ကိုအမြင့်ပါနှုတ်ရေစင်အောင်ဆင်းပြီးညက်အောင်ထောင်းပါရဲရွတ်ပြီးအမက်အနစ်အရင်နဲ့ရောပြီးအဝတ်နဲ့ထုတ်ကကြက်ထုတ်စီးပါနှစ်ခါထပ်ပုံမလို့ရပါဘူးအမြန်ပြောက်ကင်းပါတယ်အစစ်နာအတွက်ဆိုရင်တော့ချစ်ထားတဲ့အုံဒီနဲ့အရွက်များကိုရောပြီးတော့အပူပေးပြီးထိခိုက်တဲ့နေရာကိုပတ်တီးဖြင့်စီးပေးပါစင်ငုံမြက်ကိုတနက်ရွက်ဝါးရွက်နနွင်းမုတ်တို့ကိုရောပြုတ်ပြီးပေါင်းချွေအိုးလုပ်ကြပါတယ်ချွေအောင်ရ၌စင်ငုံမြက်တစ်ပင်လုံးကိုထည့်၍အသုံးပြုခြင်းဟာများစွာအကျိုးရှိပါတယ်ဒါတွေကတော့စင်ငုံမြက်ရဲ့အသုံးပြုနည်းအချို့တွေပါမြက်ချို့
မြက်ချိုဆိုတာကမြက်မျိုးရင်းဝင်တစ်မျိုးပါမြက်ဆိုတဲ့အတိုင်းအရွက်စိမ့်စိမ့်ရှိရှိလေးပါအရွက်ကအခြားမြက်တွေလိုမမာပဲပျော့ပျော့ဖဖားလေးပါအယိုးတန်မမာလေးနဲ့အဖူးလေးတွေဖူးတက်ပြီးအသီးလေးတွေလည်းတီးတတ်ပါတယ်အမြင့်ကတပေကနေ3ပေအထိရှည်လျားပါတယ်ဆေးဖက်ဝင်တဲ့အပေအနေနဲ့အသုံးပြုကြသလိုဘာသာရေးအခမ်းအနားတွေမှာအထွတ်အမြတ်ပူဇော်စရာအဖြစ်နဲ့အသုံးပြုကြပါတယ်။နွေလတွေမှာခူးဆွတ်အချောက်ခံပြီးအသုံးပြုရတာပါ။မြက်ချိုကဗီနီလာနဲ့ငွေပါတယ်။ဥရောပမှာတော့မြက်ချိုကိုစီးရက်ကြီးအရတာတိုးစီဖို့အသုံးပြုကြသလိုဗော့ကာလိုမျိုးတောက်စရာတွေမှာအရတာကောင်းစီဖို့အသုံးပြုကြပါတယ်။မြက်ချိုကိုနေလန်းအချောက်ခံပြီးတောင်းလေးတွေချင်းလေးတွေရက်လောက်တာမျိုးလည်းရှိပါတယ်။မြက်ချိုကအခုလိုဈေးဖက်ဝင်ပါတယ်။အေးမီတက်တာစီတယ်မြက်ချိုကအေးမီဖျားနာတာကိုတက်တာစီဖို့အသုံးပြုပေးလို့ရတယ်လို့တုတ်ကွေးကြောက်ဖြစ်တဲ့အဖျားတွေကိုလည်းကြားစီပါတယ်ရင်နွေးဆူဆူထဲကိုအချောက်လန်းထားတဲ့မြက်ချိုကိုထည့်ပြီးတောက်ပေးလို့ရပါတယ်မြက်ချိုချောက်ကိုမီးရှို့ပြီးအငွေ့ကိုရှူလို့ရပါတယ်နှာခေါင်းပိတ်တာကိုတက်တာစီဖို့လည်းထောက်ကူပေးပါတယ်ချောင်းဆိုးတက်တာစီတယ်ချောင်းဆိုးတာတက်တာစီဖို့မြက်ချိုကိုရေစင်အောင်ဆေးပြီးကျိတ်လို့တက်သူရေကိုတောက်ပေးလို့ရတယ်လို့မြက်ချိုကိုရေနွေးဆူဆူထဲထည့်ပြီးတောက်ပေးလို့လည်းရပါတယ်ချွဲတွေပျော်စေပြီးချောင်းဆိုးတာကိုသက်သာစေနိုင်ပါတယ်မျိုးပွားစနစ်ကျန်းမာစေတယ်မြောက်အမေရိကကဒေသခံတွေကတအိမ်ကနေသွေးစင်တာကလေးမွေးဖွားပြီးချိန်မှာအချင်းကြစီဖို့အသုံးပြုကြသလိုကိုဝင်ပြတ်ကျက်ထားတဲ့အမျိုးသမီးတွေကိုကျန်းမာစေဖို့ဆိုပြီးလဲတုံးကြပါတယ်မျက်လုံးကျန်းမာစေတယ်မျက်စိနာတာမျက်စိပိုးဝင်တာတွေကိုတက်တာစီဖို့ဆိုရင်လည်းမျက်ချိုကိုအသုံးပြုပေးလို့ရပါတယ်မျက်စိနာတာကိုတက်တာစီဖို့ဆိုရင်မျက်ချိုကိုရေစင်အောင်ဆေးကြောပြီးကြိတ်ချီလို့တက်သူရေကိုအသုံးပြုပေးလို့ရတယ်လို့မျက်ချိုစိန်ထားတဲ့ရေနွေးကိုအေးခံပြီးတော့လည်းအသုံးပြုပေးလို့ရပါတယ်အယောင်ကျစေနိုင်တယ်မျက်ချိုကကော်မွန်ပါဝင်နေတာကြောင့်ငွေးချူချူအနက်ထွက်နေတာပါသွေးချေးစီနိုင်တဲ့အာနိသင်လည်းရှိပါတယ်။မြက်ချိုကဖောရောင်တာကိုတက်တာစီနိုင်တယ်လို့အယောင်ကျစီဖို့လည်းထောက်ကူပေးပါတယ်။အရေပြားရောင်ရမ်းတာအစစ်ရောင်တာတွေကိုလည်းတက်တာစီဖို့အတွက်လည်းမြက်ချိုကိုအသုံးပြုပေးလို့ရပါတယ်။ဘေးထွက်ဆိုးကျိုးကတော့မြက်ချိုကစီးဖက်ဝင်နေဆိုပေမဲ့တခုတတိထားရမှာကတော့အလွန်အကျွံမသုံးဖို့ပါ။မျက်ချိုမှာပါတဲ့ကော်မရင်းကအစိတ်အတောက်ဖြစ်စေနိုင်တာကြောင့်အသေးမှထိခိုက်မိတာလက်ခေါင်းဖြစ်တာတွေကိုခံစားရနိုင်ပါတယ်။အရင်ကသုံးဖူးပြီးဓာတ်မသေးတဲ့ပြဿနာဖြစ်ဘူးရင်လည်းထပ်မံမသုံးသင့်ပါဘူး။ဓာတ်မသေးတဲ့လက္ခဏာတွေခံစားရမယ်ဆိုရင်အသုံးပြုတာကိုချက်ချင်းရပ်ပြီးနီးစပ်ရာစီကံကိုအလင်းအမြန်သွားရောက်ဖို့လိုပါမယ်။တတိပြုရအချက်တွေကတော့မျက်မျိုးနယ်ပင်တွေကိုအရေပြားပေါ်မှာဓာတ်ရဲ့အသုံးပြုတာကပြဿနာမရှိပေမဲ့တောက်မယ်ဆိုရင်တော့ယောဂအခန့်ရှိသူတွေကျန်းမာရေးပြဿနာတရရဲ့ကြောင့်ဆေးတောက်နေရမယ်ကိုယ်ဝင်ဆောင်ဖြစ်နေမယ်နှုတ်သိမ့်မိခင်ဖြစ်နေမယ်ကလေးဖြစ်နေမယ်ဆိုရင်တော့ဆရာဝန်နဲ့အရင်တိုင်ပင်စေချင်ပါတယ်သွေးကြဆေးသွေးမခေးဆေးတွေနဲ့လည်းဓာတ်ပြုနိုင်တာကြောင့်ဒီဆေးတွေကိုတောက်နေမယ်ဆိုရင်ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်မျက်မျိုးရင်းတွေကဆေးဖက်ဝင်နေဆိုပေမဲ့သူ့ရဲ့ကောင်းကျိုးဆိုးကျိုးကိုဆက်ပြီးလေ့လာဖို့လိုပါသေးတယ်။အထက်ပါယောဂတွေခံစားနေရမယ်ဆိုရင်တက်ကြွနားလေသူနဲ့ပြသပြီးကုသတာကအကောင်းဆုံးဖြစ်ပါတယ်။ခုပြောပြပေးတော့တာကတော့မျက်မျိုးရင်းတွေရဲ့အသုံးဝင်ပုံနဲ့အသုံးပြုနည်းတွေပဲဖြစ်ပါတယ်ရှင်။အဆုံးထိနားဆင်ပေးလို့ကျေးဇူးထူးတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုမှာတော့မြင်းခွာရနဲ့ပတ်သက်ပြီးတော့ဆေးဖက်ဝင်ပုံအသုံးပြုနည်းတွေကိုပြောပြပေးမအောင်ပါမို့စောင့်မျှော်နားဆင်ပေးပါဦးရှင်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်